လောကလူတွေဟာဘဝတစ်ခုရထားတဲ့အချိန်မှာတဲ့ကောင်းတာလည်းလုပ်မိတတ်ကြတယ်ဆိုးတာလည်းလုပ်မိတတ်ကြတယ်အဲ့ဒီအကောင်းဆိုးကိုလုပ်တဲ့ကံတရားရဲ့အမွေကိုပဲခံရမယ်အဲ့ဒါကိုစိတ်ထဲမှာဆွဲဆွဲမြဲမြဲတတိချထားဖို့လိုအပ်တယ်ပေါ့အတိညာဏ်ရှိတဲ့လူဘဝမှာဘုန်းကြီးတို့တွေမကောင်းတာတွေရှောင်မိဖို့နဲ့ကောင်းတာတွေလုပ်မိဖို့ဟာအရေးကြီးတယ်အတိညာဏ်ကဲမဲ့တဲ့တိရစ္ဆာန်ဘဝရောက်သွားပြီဆိုရင်ကောင်းတာဆိုတာတော့လုပ်ဖို့ဆိုတာမတန်ခရင်သွားပြီဘလို့မှအခွင့်အရေးဆိုတာရှိမှာမဟုတ်တကယ်တော့ပြောနေတာလူသားတွေလို့အတိညာဏ်ရှိပြီးအကောင်းဆိုးရွေးချယ်နိုင်တဲ့အခွင့်အရေးဟာတိရစ္ဆာန်တွေမှာမရှိကြဘူးအဲ့ဒါကိုပြောမယ်ဆိုရင်လူအခွင့်အရေးဟာတိရစ္ဆာန်တွေမှာမရှိကြဘူးလူတွေရတဲ့အခွင့်အရေးကဘလောက်ကောင်းတယ်လဲဆိုစဉ်းစားကြည့်လူတွေဟာအကောင်းလည်းသိတယ်ဆိုးလည်းသိတယ်အကောင်းဆိုးခွဲခြားသိနိုင်တဲ့ဘဝမှာကောင်းတာကိုမရွေးချယ်ပဲနဲ့ဆိုးတာကိုရွေးချယ်မိပြီဆိုလို့ရှိရင်တော့ရထားတဲ့အခွင့်အရေးတစ်ခုအလွဲသုံးစားပြုရာရောက်တယ်